Aquaman ဟာရေဝါးငါးတစ်ကောင်ကိုကိုင်မြောက်ပြီးတဲကန်နာရအနက်ရှိုင်းဆုံးနေရာစီဦးတည်သွားခဲ့ပါတယ်။စိတ်ပြတ်သွားတဲ့ရေဝါးငါးက Aquaman ရဲ့မျက်နှာပေါ်ကိုရေတွေနဲ့စပရေးဖြန်းပစ်လိုက်ပါတယ်။အဲ့ဒီနောက်အကောင်လေးဟာဂူးတစ်ခုတည်းကိုလှင်းမြန်စွာငုပ်ရှိုးဝင်ရောက်သွားခဲ့ပါတယ်။သူဟာဂူးရဲ့အနက်ရှိုင်းဆုံးအစိတ်ပိုင်းထိဆက်လက်ရွေ့လျားသွားခဲ့ပါတယ်။စက်ရန်တရားစနစ်တစ်ခုကိုတွေးရှိသွားပြီးနောက်မှာတော့တင်းတေးတစ်ချောင်းကိုဆန့်ထုတ်ပြီးနှိပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Aquaman ရဲ့ညီဖြစ်သူဟာတဲကန်နာရထဲမှာရရက်ဆက်ဆက်အရိုက်ခံနေရပါတယ်။ပတ်ဝန်းကျင်မှာရေမရှိတဲ့အတွက်ကျောင်းသူ့ရဲ့ညီဟာခွန်အားတွေအကုန်လုံးဆုံးရှုံးနေခဲ့တာပါ။တဲကန်နာရသားရဲတွေကနောက်တစ်ချိန်ထပ်မံတိုက်ခိုက်တော့မဲ့အချိန်မှာပဲ Aquaman ဟာမမြင်နိုင်တဲ့တိုက်ခိုက်ရေးဝတ်စုံကိုဝတ်ဆင်ပြီးတကားကိုခွဲဝင်လာခဲ့ပါတယ်။အဆောင်တွေမှာပြန်လဲတုံ့ပြန်ဖို့တောင်အချိန်မရလိုက်ကြပါဘူး။ Aquaman ဟာသူတို့အားလုံးကိုတယောက်မကြံရိုက်နှက်လဲပြိုသွားစေခဲ့ပါတယ်။ Aquaman ကသူ့ရဲ့ကိုဖြောက်စနစ်ကိုပိတ်လိုက်တဲ့အခါမှာတော့သူ့ကိုလာရောက်ကယ်တင်သူဟာကိုရန်ရဲ့အကိုအရင်ဖြစ်နေတာကြောင့်ညီဖြစ်သူမှမှင်သက်သွားခဲ့ပါတယ်။သူဟာလုံးဝဇဝေဇဝါဖြစ်သွားပြီးဘာတွေဖြစ်ပျက်နေမှန်းကိုမသိနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ Aquaman မှာတော့ရှင်းပြနေဖို့အချိန်မရှိတာကြောင့်ညီဖြစ်သူကိုအပြင်ဘက်စီဆွဲထုတ်သွားခဲ့ပါတယ်။အဲဒီနောက် Aquaman ဟာကိုပြန်လဲဖျောက်ကွယ်လိုက်ပြန်ပါတယ်။ပြီးတော့တဲကန်နာရသားရဲနှစ်ကောင်ကိုရိုက်နှက်ချေမှုန်းပစ်လိုက်ပါတယ်။ဒါပြင်စီးနှင်းစရာသားရဲတစ်ကောင်ကိုလည်းသူကထိန်းချုပ်လိုက်နိုင်ပါတယ်။အဲ့ဒီသားရဲကြီးဟာမြေအောက်ထဲကိုတူးဝင်ပြီးစတင်ထွက်ပြေးပါတော့တယ်။မကြာမီမှာပဲအဲ့ဒီသားရဲဟာ Aquaman နဲ့သူ့ညီကိုတဲပြင်ပေါ်ကနေအဝေးကြီးအထိတဲဆောင်ပေးခဲ့ပါတယ်။အဝေးတနေရာရောက်တော့နောက်ဆုံးမှာသူတို့ဟာပင်လယ်ရေပြင်ကြီးကိုလှမ်းမြင်လိုက်ကြရပါတယ်။ Aquaman ဟာညီဖြစ်သူကိုအားရင်ပြန်ပြေးဖို့အတွက်ရေရှိတဲ့စီကိုချက်ချင်းပြေးခိုင်းလိုက်ပါတယ်။ညီဖြစ်သူထွက်မသွားခင်မှာပဲ Aquaman ဟာရုတ်တရက်မထင်မှတ်ပဲတိုက်ခိုက်ခံလိုက်ရပါတယ်။ Aquaman ဟာအချိန်ဖြုံးပြီးတိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိတာကြောင့်ကိုဖြောက်စနစ်ကိုထပ်မံသုံးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတဲကန်နာရသားရဲအများပြားဟာသူ့ညီရဲ့လှုပ်ရှားမှုတွေကိုလိုက်လံတူပါပြီးတိုက်ခိုက်ဖို့ပြင်ဆင်နေကြပါတော့တယ်။